နှစ်ပေါင်း90ကျော်ကြာမှာပထမဆုံးအကြိမ်လူသားမျက်လုံးဖြင့်ပြန်လည်မြင်တွေ့ရသောပြလဲသောကမ္ဘာလုံးကြီးဒါဟာမှန်ဘလူးတစ်ခုကတဆင့်ကြည့်နေတာမဟုတ်ပါဘူးလူသားတစ်ယောက်ရဲ့မျက်စိနဲ့တိုက်ရိုက်ကြည့်နေရတဲ့ကျွန်တော်တို့ရဲ့အိမ်ကြီးပါ1992ခုနှစ်အပိုလိုခီးစဉ်ပြီးဆုံးသွားကြတဲ့ကလူသားမျိုးနွယ်ဟာကမ္ဘာပတ်လမ်းကြောင်းထဲမှာပဲလှည့်ပတ်နေခဲ့ကြတာပါနိုင်ငံတကာအာကာသစခန်းပေါ်ကနေကမ္ဘာကြီးရဲ့အစိတ်ပိုင်းတချို့ကိုမြင်ခဲ့ရပေမဲ့ကမ္ဘာလုံးကြီးတစ်ခုလုံးကိုအာကာသဟင်းလင်းပြင်ထဲမှာအထီးကျန်စွာတောက်ပနေတဲ့ပုံစံမျိုးနဲ့ဘလူသားမှမျက်ဝါးထင်ထင်မမြင်ခဲ့ရတာ54နှစ်တောင်ရှိသွားပါပြီယနေ့မှာတော့အာတီမီတူအာကာသယာဉ်မှူး၄ဦးဟာအဲ့ဒီတမိုင်းဝင်အခွင့်အရေးကိုပထမဆုံးပြန်လည်ရရှိခဲ့သူတွေဖြစ်လာပါတယ်ဒီမြင်ကွင်းကဘာကြောင့်ဒီလောက်ထူးခြားတာလဲကျွန်တော်တို့ဟာကြောက်တုပုံရိပ်တွေကိုနေတိုင်းမြင်နေရပေမဲ့အာကာသယာဉ်ရဲ့ပြတင်းပေါက်မှန်ကတဆင့်ကဘာကြီးရဲ့အပြာရောင်ပင်လယ်တွေဖြူဖွေးတဲ့တိမ်တိုက်တွေကိုလူသားမျက်လုံးနဲ့တိုက်ရိုက်ကြည့်ရတဲ့ခန်းစားချက်ကဘာနဲ့မှမလဲနိုင်ပါဘူးကဘာကနေကီလိုမီတာထောင်ပေါင်းများစွာဝေးကွာသွားတဲ့အခါမှသာကျွန်တော်တို့နေထိုင်တဲ့ကြုတ်ကြီးဟာဘလောက်တောင်တင်းငယ်ပြီးထိခိုက်လွယ်တယ်လဲဆိုတာကိုပိုပြီးဘောပေါက်လာကြတာပါအခုခေတ်လူသားများစုဟာအပိုလိုခီးစဉ်ခေတ်ကမြင်ကွင်းတွေကိုရုပ်ရှင်တွေပုံဟောင်းတွေထဲမှာပဲမြင်ပူးကြတာပါအခုအာတီမီတူကပေးပို့လိုက်တဲ့ဒီပုံတွေကတော့ကျွန်တော်တို့မျိုးဆက်သစ်တွေအတွက်ပထမဆုံးသောမျက်မြင်သက်သေအစ်စ်အမှန်တွေပဲဖြစ်ပါတယ်ဒီလိုမျိုးနေ့စဉ်ဗဟုသုတတွေအတွက် Daily Bite ကို follow ပေးခဲ့ကြပါအောင်